င်္ကေတရဲ့နှလုံးသားမတိုင်ဘဝရဲ့ပဲကိုင်ရှင်မှာငယ်ရွယ်ပြိုမြင့်နှုစဉ်နှုံးအခါကျွန်တော်တို့လက်ကလေးသေချာဖေးမှတယူတရကိုင်ကာကြီးဟာဒီလိုရေးပါခါဝေးဆိုတာဒီလိုဆွဲกว่าအကျဉ်းနာပူကရင်မဆိုတရားမတူမဝဲအပူမဖဲဆိုရဲခဲ့တဲ့အယူရာကလေးနဲ့အော်တယူတရားထွေးဖဲကျွန်တော်တို့ရဲ့မြတ်တော်ဆရာဆရာဆိုတီမာဖြူစင်ခြင်းသင်္ကေတရဲ့နှလုံးသားမတိုင်ဘဝရဲ့ပဲကိုင်ရှင်မှာငယ်ရွယ်ပြိုမြင့်နှုစဉ်နှုံးအခါကျွန်တော်တို့လက်ကလေးကိုသေချာဖေးမှတယူတရကိုင်ကာကြီးဟာဒီလိုရေးပါခါဝေးဆိုတာဒီလိုဆွဲกว่าကျင်နာပူကရင်မဆိုတရားမတူမဝဲအပူမဖဲဆိုရဲခဲ့တဲ့အယူရာကလေးနဲ့အော်တယူတရားထွေးဖဲကျွန်တော်တို့ရဲ့မြတ်တော်ဆရာဘဝဆရာကပါဆရာရဲ့အဖီချံမှာကုံလုံးကျွဲဝပကာသနာရဲ့မပါဝါဒနာကိုအရင်တီးမေတ္တာတရားနဲ့အော်ဂယုဏထားတဲ့အနစ်နာခံကပြီးစခဲ့သောဆရာတပြေမရှာလူတပြားမရှိပါဆရာရဲ့ရာသဝင်မှာစာတင်ငါပြောရရင်ဥယျာဉ်မှုကြီးပမာဆုံးလျှောက်ခဲ့သောဆရာလုံးပြခဲ့သောဆရာအစင်သာသမိုင်းလာတဲ့တပည့်များတွင်နိုင်မရတဲ့ဆရာကျွန်တော်တို့ရဲ့ကျေးဇူးရှင်ဆရာဆိုဒီမှာကိုမခုကိုမပန်းကို့အတွက်ဘာမှမကြံလဲခံယူချက်တမှုထုလို့ဥယျာဉ်မှုဘဝကိုသာကျင့်တတ်သူဆရာဆိုဒီမှာကို့ဘဝကိုမိသားအဖြစ်ခံပြီးတပည့်တွေရဲ့ဘဝကိုတရားနိုင်တဲ့ပွဲအလင်းရောင်ပေးခဲ့သူပါဆရာဆိုဒီမှာအဆအရာရာစဉ်းစားချင့်ငိမ်တွေးတောဆင်ခြင်ပြီးတပည့်တွေကိုတရားသဖြင့်ဆုံးမတတ်သူပါဆရာဆိုဒီမှာနေအောင်လူတောက်ပကြောက်ဆောင်လူခိုင်မာပြီးတပည့်တွေရဲ့ပျော်ရွှင်အောင်မြင်မှုအတွက်ပီတိစားတာအားရှိရသူတွေပါအဲ့ဒီလိုတိုင်းတာမရတဲ့ဆရာကုံဆရာမေတ္တာတရားတွေနဲ့ဆရာရဲ့ကျေးဇူးအနန္တကိုဆရာဆိုဒီမှာဆိုတဲ့သချင်းလေးနဲ့ဂုဏ်ပြုခေါ်ကျူးလိုက်ပါရစေဆရာဂုဏ်ပြုခေါ်ကျူးလိုက်ပါရစေဆရာဆိုဒီမှာဖြူစင်ခြင်းသင်္ကေတရဲ့နှလုံးသားမတိုင်ဘဝရဲ့ပဲကိုင်ရှင်မှာငယ်ရွယ်ပြိုမြင့်နှုစဉ်နှုံးအခါကျွန်တော်တို့လက်ကလေးကိုသေချာဖေးမှတယူတရကိုင်ကာကြီးဟာဒီလိုရေးပါခါဝေးဆိုတာဒီလိုဆွဲกว่าကျင်နာပူကရင်မဆိုတရားမတူမဝဲအပူမဖဲဆိုရဲခဲ့တဲ့အယူရာကလေးနဲ့အော်တယူတရားထွေးဖဲကျွန်တော်တို့ရဲ့မြတ်တော်ဆရာဆရာဘဝဆရာကပါဆရာရဲ့အဖီချံမှာကုံလုံးကျွဲဝပကာသနာရဲ့မပါဝါဒနာကိုအရင်တီးမေတ္တာတရားနဲ့အော်ဂယုဏထား
တဲ့အနစ်နာခံငါပြီးစခဲ့သောဆရာတပြင်းမရှာလို့တပြားမရှိပါဆရာရဲ့ရာသဝင်မှာစတင်ငါပြောရရင်ဥယျာဉ်မှုကြီးပမာဆုံးလျှောက်ခဲ့သောဆရာလမ်းပြခဲ့သောဆရာအစင်သာသမိုင်းလာတဲ့တပည့်များတွင်နိုင်မရတဲ့ဆရာကျွန်တော်တို့ရဲ့ကျေးဇူး